တို့သမီးနှစ်ဦးဟာတဲခုခန်းတစ်ခုထဲမှာမင်္ဂလာဆောင်ဖို့ရောက်လာခဲ့ကြပါတယ်။ဒါပေမဲ့အမှတ်မထင်တူညီတဲ့မင်္ဂလာဝတ်စုံတွေကိုဝတ်ဆင်ထားခဲ့ကြပါတယ်။ကြွယ်ဝတဲ့တို့သမီးကအခြားမိန်းကလေးရဲ့အလှကိုမြင်ပြီးမနာလိုဖြစ်ကသူမရဲ့ဝတ်စုံကိုကူးယူထားတယ်လို့ဆွဆွဲခဲ့ပါတယ်။နှစ်ယောက်သားအငင်းပွားနေချိန်မှာတို့သားတွေရောက်လာတဲ့ခြေတံကိုကြားလိုက်ရပါတယ်။အလင်းအမြန်မျက်နှာဖုံးတွေကိုပြန်တင်လိုက်ပေမဲ့အရှုပ်ထွေးကြောင့်တို့နှစ်ယောက်ဟာတို့သားနေရာတွေမှားယွင်းသွားခဲ့ပါတယ်။ခန္ဓာကိုယ်ထွားကြိုက်တဲ့တို့သားကကြွယ်ဝတဲ့တို့သမီးကိုသူ့ချစ်သူထင်ပြီးလူအများရှိမှလက်ထပ်ခွင့်တောင်းကခေါ်ဆောင်သွားခဲ့ပါတယ်။တစ်ဖက်မှာလည်းချုံမောတဲ့တို့သားကအခြားတို့သမီးကိုခေါ်သွားခဲ့ပါတယ်။ကားပေါ်ရောက်တဲ့အခါနှစ်ယောက်စလုံးတစ်ခုခုမားနေကြောင်းသတိထားမိခဲ့ကြပါတယ်။သူတို့မှတ်မိထားတဲ့ချစ်သူတွေနဲ့လုံးဝမတူကြတော့တာကြောင့်မျက်နှာဖုံးကိုဖွင့်ကြည့်လိုက်တဲ့အချိန်မှာအမှန်တရားပေါ်လာခဲ့ပါတယ်။သူတို့ဟာမှားယွင်းတဲ့လူတွေနဲ့လက်ထပ်ခဲ့ကြတာကိုသိလိုက်ရပါတယ်။ဒါပေမဲ့ထူးဆန်းစွာပဲချုံမောတဲ့တို့သားနဲ့အခြားတို့သမီးကြားမှာတယောက်ကိုတယောက်စိတ်ဝင်စားမှုတွေဖြစ်ပေါ်လာခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲကြွယ်ဝတဲ့တို့သမီးနဲ့ထွားချိုင်းတဲ့တို့သားတို့လည်းအစပိုင်းမှာရန်ဖြစ်ခဲ့ပေမဲ့နောက်ပိုင်းမှာတယောက်နဲ့တယောက်နားလည်လာခဲ့ကြပါတယ်။နောက်ဆုံးသူတို့၄ယောက်ဟာမိသားစုအကျိုးအတွက်သာလက်ထပ်ဖို့စီစဉ်ထားခဲ့ကြတာကိုသိရှိသွားခဲ့ပါတယ်။မိဘတွေရဲ့ဖိအားကြောင့်သူတို့ဟာမင်္ဂလာဖော်တွေကိုပြန်လဲဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။ဒါပေမဲ့ခွဲခွာပြီးနောက်မှာတော့သူတို့အားလုံးဟာမိမိတို့တကယ်ချစ်မိသွားတဲ့သူတွေကိုသတိရနေကြခဲ့ကြပါတယ်။လှပတဲ့တို့သားကိုစိတ်ထဲကမမေ့နိုင်တဲ့မိန်းကလေးနဲ့သူမကိုအမြဲတွေးနေတဲ့ထွားချိုင်းတဲ့တို့သားတို့ဟာနောက်ဆုံးမှာအမှန်တရားကိုသိလာခဲ့ကြပါတယ်။သူတို့နှစ်ယောက်စလုံးနားလည်သွားခဲ့တာကတော့မိမိတို့ရဲ့အမှန်တကယ်ဇနီးမောင်နှံတွေနဲ့တော့ဒီလိုခံစားချက်မျိုးဘယ်တော့မှမဖြစ်နိုင်ခဲ့ဘူးဆိုတာပါပဲ။